ယောက်ျားဖြစ်သူကအပီးတိုင်ရဟန်းဝက်ခဲလို့ရှင်ရောမိန်းမဖြစ်သူကွာရှင်းပေးခြင်းစင်ပါသလားဗျာအကယ်တင်ပါဗျာအဲ့ဒါကတော့ရဟန်းဝတ်တယ်ဆိုတာ renounce လုပ်တာပဲ renounce ဆိုတာဘာတွေကိုဆုံးလို့ရတော့ဆိုရင်ဆွေမျိုးတွေကိုဆုံးလို့ရတယ်ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆုံးလို့ရတယ်ဆွေမျိုးဆိုတဲ့အထက်မှာထားလိုက်ပါတော့ကိုယ်အိမ်နောက်ရှင်းအိမ်နောက်ဘက်ကိုလည်းဆုံးလို့ရတယ်တင်ပါဗျာနော်အဲ့ဒါတွေကို renounce လုပ်ပြီးတော့ရဟန်းဘဝကူချတာမှန်ပါရှေခေထုံတန်းဆင်လာအဲ့လိုမှန်ပါဗျာသို့တော့အပြည့်တိုင်ကွာရှင်းပေးခဲ့တဲ့မှာသလားဆိုတဲ့ပေးခွင့်ကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ရဟန်းဝတ်လို့ရှိရင်အဓိကမိမစီမှာခွင့်မပန်းဘူးမိဘစီမှာပဲခွင့်ပန်းရမှန်ပါဗျာအမျိုးသမီးကသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူကအလိုလျောက်ရဟန်းဖြစ်သွားရင်ကွာရှင်းပြီးသားဖြစ်သွားတယ်သူ့အနေနဲ့ကလည်းဗန်ဆိုင်မှုတွေအားလုံးကိုဆုံးလွတ်ပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာမှန်ပါအဲ့ရှေးထုံးစံကိုပြောပြတာပေါ့နော်မှန်ပါဗျာတင်ပါဖះလက်ထက်ကထုံးစံအပြည့်တိုင်ကွာရှင်းပေးဖို့ဆိုတာတရားဝင်ကွာရှင်းခွင့်ခုခေတ်လို့စာချုပ်တွေပါတွေ divorce လုပ်တာတော့မရှိဘူးတင်ပါဗျာသူတင်အောင်ဝတ်သွားတာနဲ့တပြိုင်နက်ကွာရှင်းပြီးသားဖြစ်သွားပြီတင်ပါဗျာနော်အဲ့လိုဆိုလို့တယ်ကွာရှင်းခွင့်မပေးဘဲယဟန်ပေါင်နဲ့ဝင်ကအကျဉ်းလင်မယားအဖြစ်အရာရောက်နေစေလားဆိုလင်မယားလို့သွားနေရင်တော့ဒီကဘုန်းကြီးဘုရားဆွန့်လွှတ်ရမယ်သူကမှန်ပါဗျာမကျူးလွန်ရင်တော့သူကနေလို့ရတယ်မှန်ပါဗျာဒီလိုပဲဖះလက်ထက်ကတထေသာသူဒိဋ္ဌာဆိုတာသူ့အမေဖေတွေစီကိုအတင်းကျပ်ခွင့်တောင်းပြီးတော့ဝတ်တာမှန်ပါဗျာသူစနီးမယားနဲ့အိမ်မှာရှိတာပဲမှန်ပါဗျာသို့တော့သူဘာမှမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲတင်ပါဗျာခုနလိုပတ်သက်ရင်တော့သူကပြည့်ရှိတယ်အဲ့ဒါမှန်ပါဗျာမြတ်စွာဘုရားတရားထွက်အားထုတ်တော့ရသောရိယာနဲ့သူကွာရှင်းခဲ့တာမှမဟုတ်ဘူးမှန်ပါသို့တော့လည်းမပတ်သက်ဘူးဆိုတာသိသွားပြီလေခြံသားချင်းခံတဲ့အမျိုးသမီးတွေအနေနဲ့ကြတော့နောက်ထပ်အိမ်အောင်ပြုလို့ရတာဗျာရတယ်ဆုံးလို့တော့ရတယ်အမျိုးသမီးတွေမှာအိန္ဒိယထုံးစံအရပြောမှဆိုရင်တင်ပါဗျာသူတို့မှာသားယောက်ျားထွန်းကားသည်ဖြစ်စေသားယောက်ျားထွန်းကားမှယောက်ျားရဲ့အပွေးကိုခံယူခွင့်ရှိတယ်မှန်ပါဗျာသားယောက်ျားမထွန်းကားလို့ရှိရင်သူကဒီတိုင်းပဲအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲအိမ်မောဆင်းရတယ်ဘာမှပတ်ဆိုင်ဝင်ဖြစ်သားယောက်ျားထွန်းကားလို့ရှိရင်သားယောက်ျားကိုအကြောင်းပြုပြီးတော့သူတို့ကသားကမွေခံတာမှန်ပါဗျာသူကတော့မွေခံတာမဟုတ်ဒါပေမဲ့သားကိုအကြောင်းပြုပြီးသူ့ဘဝဆင်းပြေတယ်သားသမီးမရှိဘူးဆိုတဲ့အမျိုးသမီးကတော့ဒီတိုင်းပဲဘာမှဆက်ခံဝင်မရှိတော့ဒါအိန္ဒိယရဲ့ထုံးတမ်းစင်တာဒါကြောင့်မို့လို့သူတို့ကသားသမီးမထွန်းကားဘူးဆိုရင်သူတို့ဘဝအတွက်တားဆိုးရိတ်တယ်မှန်ပါဗျာခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးเนาะမရှိတော့အနောက်တိုင်းဆိုတာဆိုသေးတယ် divorce လို့ရင်ယောက်ျားအများကြီးရောရတယ်လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်ဘူးဒါတွေကနော်